ပဇွန်လေးကိုထောင်းတာပဇွန်လေးကိုထောင်းတာပဇွန်အစိမ်းတွေကိုထောင်းတာကဲဒီတစ်ခါခင်ဗျားတို့ချက်ပြမှာကတော့အင်မတန်ထူးဆန်းတာတော့မဟုတ်ဘူးပေါ့ဗျာဘယ်မှမချက်ဘူး 5 star hotel မှာတော့မရှိဘူးအဲ့တော့ smart color ဟင်းကြိုလေးနဲ့ချက်ပြမယ်အဲ့တော့ရေနွေးစူပြီဆိုတာနဲ့ကျွန်တော်ဒီမှာကျက်သွန်ပြူလေးကိုထည့်လိုက်တယ်ဒါကထောင်းထားတဲ့ပဇွန်အစိမ်းတွေထောင်းထားတဲ့ဟာကိုအရေငင်းထားတဲ့နှဲထားတဲ့အရေပေါ့ဖတ်တွေကိုစစ်ထုတ်ပြီးတော့အဲ့ဒါထည့်လိုက်โอเคငပိရေမဟုတ်ဘူးเนาะပဇွန်တွေကိုစိမ်းတွေကိုထောင်းထားတဲ့အရေကဲစူအောင်ခဏဆောင်ဟောပွက်လာပြီဆိုရင်ဟောဒီမှာခရမ်းညင်စီတစ်လုံးကို8စိတ်စိတ်ပြီးတော့4ပိုင်းစိတ်2စိတ်ထည့်လိုက်တယ်ပြီးတာနဲ့ဟောဒီမှာရုံးမလီစီဟော organic တွေပြီးတာနဲ့ဘာထည့်မလဲဆိုရင်သားမုံလေးနဲ့ထည့်လိုက်ချုံချုံလေးပေါ့ရုံးမလီစီရဲ့ချွဲကြည့်ကြည့်ကဲဒါမျိုး5 star hotel မှာရှိပါမလားဘာစီတစ်ပေါက်မှမပါဘူးเนาะလုံးဝအာဟာရဓာတ်တွေပဲโอ้ပြီးရင်နန်းပင်လေးရေစိတ်ပြီးတော့ဟုတ်လားမွေးပပါโอ้ဒါကို smart color ဟင်းညိုလို့ခေါ်တာပေါ့ကောင်းတယ်ဗျာကြက်ရိုးလေးထက်ပြုံနိုင်ပိုကောင်းတယ်